အခုတစ်ခေါက်ပြပြပေးသွားမှာကတော့ EasyHR software မှာတော်တော်များများအမေးများကြတဲ့ attendance record အကြောင်းပဲဖြစ်ပါတယ်ဝန်ထမ်းတွေကစကန်ဖတ်လိုက်ပေမဲ့ attendance record ပေါ်မလာဘူးဆိုလို့ရှိရင်အချက်နှစ်ချက်ကိုပြန်ပြီးတော့စစ်ကြည့်ရပါမယ်ပထမအချက်ကတော့ company တွေက calendar မှာ create လုပ်ထားလားမလုပ်ထားလားဆိုတာကိုစစ်ကြည့်ရပါမယ်ဒီနေရာမှာဆိုရင် calendar create မလုပ်ထားဘူးဆိုရင်အယောင်လေးကဖြော့နေပြီးတော့ create လုပ်ထားတယ်ဆိုရင်အယောင်လေးကရင့်နေမှာပဲဖြစ်ပါတယ်ဒုတိယအချက်ကတော့ employee တွေက shift assignment မှာ assign ချထားလားမချထားလားဆိုတာကိုစစ်ကြည့်ရပါမယ်ဒီနေရာမှာဆိုရင် shift assign နဲ့ branch ကိုတူအောင်ရွေးကြည့်ပေးရပါမယ်assign ချထားပါက attendance ဘယ်နှစ်ယောက် off day ဘယ်နှစ်ယောက်ပြပေးနေမှာဖြစ်ပြီးတော့ assign မချထားပါက attendance ဝန်ထမ်းအရေအတွက်ကိုပြပေးမှာမဟုတ်ပါဘူးဒီနှစ်ချက်ကိုမှန်မှန်ကန်ကန်သတ်မှတ်ထားတယ်ဆိုရင် attendance record ပေါ်လာမှာပဲဖြစ်ပါတယ်EasyHR software နဲ့ပတ်သက်ပြီးမေးမြန်းလိုပါက ID Star ကိုဆက်သွယ်နိုင်ပါတယ်ရှင်